သူမ၏မင်္ဂလာနေ့မှာမထင်မှတ်ဘဲကြောက်ဝိညာဉ်နဲ့ဆက်နွယ်ပြီးကိုဝင်ရသွားခဲ့သည်သို့သောအမှန်တရားကကြောက်ဝိညာဉ်နဲ့အတူရှိခဲ့သူကသူမမဟုတ်ဘဲသူမ၏အမဖြစ်သည်အမမှာအခြားသူ၏ဘိုက်ကိုခဏအသုံးပြုနိုင်သောစွမ်းရည်ရှိပြီးဘလို့တတဝါနဲ့အိတ်အတူနေရင်ပဲဖြစ်ကိုဝင်ကိုအမြဲသူမ၏ညီမစီပြောင်းပို့နိုင်သည်အဲ့ဒီနေ့မှာပဲအမကမိမိလက်မလွတ်တဲ့အကျင့်ကိုထပ်လုပ်မိပြီးရုတ်တရက်သူမရဲ့ဝမ်းပိုက်မှာပြင်းထန်စွာနာကျင်လာကနောက်ဆုံးမှာခေါင်းကိုမွေးတစ်ကောင်ကိုမွေးဖွားလိုက်ရသည်အဲ့ဒီအခါယောက်ျားကအရာအလုံးကိုမြင်သွားပြီးသူမကတစ္ဆာဖောက်ခဲ့တယ်လို့ထင်ကဒေါသထွက်သွားသည်သူကမွေကိုဖမ်းယူပြီးအတင်းအကျပ်သူမ၏ပါဇက်ထဲထည့်ကမင်္ဂလာကိုဖျက်သိမ်းကြောင်းကြေညာလိုက်သည်ထို့နောက်အမကသာသူ၏ဇနီးဖြစ်ဖို့ထိုက်တန်ကြောင်းပြောပြီးသူမကိုညှဉ်းပန်းနှိပ်စက်ကတက်စီခဲ့သည်ကောင်းကင်ဘုံကတနာချင်းရှိလို့လားမသိသူမပြန်လဲအသက်ရှင်လာပြီးအမနဲ့သူမတတဝါအဖြစ်ပြောင်းလဲခဲ့သည့်နေ့ကိုပြန်ရောက်လာခဲ့သည်အရင်ဘဝမှာအမကဘိုင်ငါးစွမ်းရည်ကိုဥစွာရွေးချယ်ခဲ့တာကြောင့်မတန်ရှင်းတဲ့အပြုအမူတွေကိုဆက်တိုက်လုပ်ပြီးကိုဝင်တွေကိုသူမစီအမြဲပို့ခဲ့သည်ကိုမှတ်မိလာသည်ထို့ကြောင့်အရင်ဘဝမှာသူမကတိရစ္ဆာန်ကလေးတွေအများကြီးကိုမွေးဖွားရခဲ့သည်ဒီဘဝမှာတော့သူမကအရင်ဆုံးလှုပ်ရှားဆုံးဖြတ်လိုက်ပြီးတွေးလိုက်တိုးတက်စေသောစွမ်းရည်ကိုရခဲ့သည်အမကတော့ထပ်မံပြီးဘိုင်ငါးစွမ်းရည်ကိုပြန်လည်ရရှိခဲ့သည်အမကကိုဝင်နဲ့ပတ်သက်တဲ့သူမ၏စွမ်းရည်ကိုမေးလာတဲ့အခါသူမကအေးဆေးစွာမူသားပြောပြီးတစ်ချိန်တည်းနဲ့ကလေးများစွာမွေးနိုင်တယ်လို့ဆိုခဲ့သည်အမကထိုစကားကိုကြားပြီးမှန်တက်စွာပြုံးကနောက်တစ်ချိန်သူမကိုမတရားဆွဆွဲနိုင်မယ်လို့ထင်သွားသည်အဲ့ဒီအချိန်မှာယောက်ျားတစ်ယောက်လာပြီးဇနီးရွေးချယ်ရမှာအရင်ဘဝလိုမဟုတ်တော့ပဲအမကိုမနှောက်နေပဲရွေးချယ်လိုက်သည်ထို့နောက်သူမကိုမရှက်မကြောက်သူလို့စော်ကားပြောဆိုခဲ့သည်အဲ့ဒီအခါမှာပဲသူမသိသွားသည်ဒီယောက်ျားလည်းပြန်လည်မွေးဖွားလာသူဖြစ်ကြောင်းအမကချက်ချင်းထပ်ပြီးသူမကလူသားပုံသဏ္ဍာန်မရခင်ကခွေးတွေနဲ့တောင်ပလီလုပ်တယ်လို့ပြောဆိုစော်ကားခဲ့သည်အဲ့ဒီလိုနဲ့သူမကိုမတန်ရှင်းသူဆိုတဲ့နာမည်တက်ကလူတိုင်းကလောင်ပြောင်စတင်ခဲ့ကြသည်သို့တော့သူမကဘာမှမဖြစ်ရှင်းပဲအေးဆေးစွာသာပြောလိုက်သည်ကျမရဲ့အနာဂတ်ခင်ပွန်းကတတဝါဘရင်ဖြစ်လိမ့်မယ်လို့လူတိုင်းကအဲ့ဒီစကားကြားပြီးရေမောကြသည်တတဝါဘရင်ဆိုတာအသက်ထောင်ပေါင်းများစွာရှိပြီးအမောင်နီလန်းတွေတုံးကတတဝါဥကလီရက်တွေခိုးယူရင်းအသက်ရှင်နေရတဲ့အိုမင်းသူတယောက်သာဖြစ်လို့ပါဒါပေမဲ့အမှန်တရားကိုသူမသာသိသည်အရင်ဘဝမှာသူမကိုလိုက်ဖမ်းနေချိန်တတဝါဘရင်ကသူမကိုကယ်တင်ခဲ့ပြီးထိခိုက်ဒဏ်ရာရထားတဲ့တတဝါတွေကိုပါလက်ခံမွေးစားခဲ့သူဖြစ်သည်အရေးကြီးဆုံးကတတဝါဘရင်ဤသွေးဟာမြည်သည့်မျိုးရိုးကိုမဆိုလက်ခံနိုင်ခြင်းဖြစ်သည်သူနဲ့ပေါင်းစည်းနိုင်ရင်တတဝါဘရင်သားသို့မဟုတ်တတဝါမျက်ကောင်ကိုမွေးဖွားနိုင်ပြီးအမရဲ့အကြံစီတွေကိုဖျက်ဆီးနိုင်မည်ဖြစ်သည်မကြခင်မှာတတဝါဘရင်ဤဂူကိုရောက်လာပြီးသူမကမမရှိပဲဒူးထောက်ကလက်ခံပေးဖို့တောင်းဆိုခဲ့သည်ဘရင်ကညှင်းဆိုသည့်အခါသူမကကိုယ်တိုင်တတ်မိမယ်လို့ချိန်ချောက်ခဲ့သည်နောက်ဆုံးမှာတတဝါဘရင်ကစိတ်လှုပ်ရှားသွားပြီးကူညီပေးရန်လက်ခံခဲ့သည်ဒါကိုမြင်သည့်အမကမနာလို့ဖြစ်သွားပြီးတတဝါဘရင်ကအသက်ကြီးလွန်ပြီးစိတ်မတန်တော့ဘူးလို့ပြောဆိုစော်ကားခဲ့သည်ယောက်ျားလည်းလှောင်ပြောင်ခဲ့သည်အဲ့ဒီစကားတွေကြောင့်တတဝါဘရင်ဒေါသထွက်သွားပြီးသူတို့ကိုချက်ချင်းဂူထဲမှထုတ်ပစ်လိုက်သည်ဂူအတွင်းမှာအမကအန္တရာယ်ရှိတဲ့အစီအစဉ်တစ်ခုကိုစတင်ကြံစီသည်တတဝါဘရင်ကိုတွားတွေ့တဲ့အခါဘရင်ကသူမအမကိုဘယ်တော့မှမထိတွေ့မယ်လို့ဓာတ်ရိုက်ပြောပြီးထွက်သွားခဲ့သည်ဒါပေမဲ့သူထွက်သွားပြီးမကြခင်မှာအမျိုးသမီးရဲ့ဝမ်းပိုက်ကကြီးထွားလာသည်အမှန်တော့အမကပြန်လာတဲ့လမ်းမှာမထိန်နိုင်တော့ပဲကြွတ်တေမန်နဲ့အိတ်အတူနေရင်ကိုဝင်ရအောင်လုပ်ပြီးအဲ့ဒီကိုဝင်ကိုသူမစီပြောင်းဖို့ကြံစီထားခြင်းဖြစ်သည်သို့တော့သူမကမကြောက်ရွံ့ခဲ့ပါသူမကမာချစ်ကိုအသုံးပြုပြီးကိုသွေးလိုင်းကိုအားကောင်းစေခဲ့သည်ဒီကလေးမွေးဖွားလာရင်တေချာပေါက်တတဝါမျက်ကောင်ဖြစ်လာမယ်ဆိုတာသူမသိနေသည်ထို့ကြောင့်မာချစ်အခမ်းအနားကိုစတင်လှုပ်ဆောင်နေစဉ်အဲ့ဒီအချိန်မှာပဲအမကပြန်ပေါ်လာခဲ့သည်